လီဘာနဲ့ပြိပဲရှိတယ် လီဘာဗဒါမဟုတ် လီဘာဒီမာလီဘာ အော် အမလီဘာ နေနေလို့မမောင်းကြလို့သိတယ်အဲ့လားထိတော်တာမကြဘူး အဲ ဟုတ်တာကျွန်တော်နည်းနည်းမောင်းသိမ့်ပဲကျွန်တော်လည်းဟိုဒီကားဝယ်ဖို့အစီအစဉ်ရှိတယ် အော်တိုကားလား ကျွန်တော်ကတိတ်ပြီးတော့တင်စရာမလိုဘူးအခြေခံရှိတယ်နည်းနည်းမမောင်းတာ10နှစ်လောက်ရှိပြီသဘောတရားပြောပြလာရပြီ အော်โอเค နော်သဘောတရားပြောပြလာရပြီ မောင်ရတယ်ပဲမဟုတ်လား အော်ဒီလောက်ကားမဟုတ်ဘူး10ဘင်းကားတော့မောင်းလာတယ်ဟာဒါပေမဲ့10နှစ်လောက်ရှိပြီမမောင်းတာ ကြာပြီ ထိုင်းကားတဲ့ဒီလိုကားအခုကားနဲ့မတူကိုမောင်းတာမြန်မာ ကားတစ်စီးနဲ့တစ်စီးနဲ့တစ်စီးမတူဘူး အဲ့ဒါကြောင့်မို့အခြေခံလေးနည်းနည်းပြောလိုက်တာလည်းရပြီ โอเคမောင်ကြည့်နောက်ဝယ်တယ်ပြန်ပြီးတော့မစိမ်းအောင် ကျွန်တော်ပဲအရင်မောင်းကြည့်မယ်ကိုမျိုးအောက်ကနေပဲပြပြီပြီးကျွန်တော်မောင်းလာ โอเคမောင်တက်ရပါပြရမလို့ ဘလို့ဖို့ ဟေးဒီမှာလေ မတူမြန်မာပြည်ကားနေလို့ဟေးမိသွားတယ်မိဟုတ်ပြီဟုတ်ပြီ ပါကားရီကသူ့လက်နဲ့ပဲပြတ်တော့ ဟုတ်ပြီဒါတော့ရင်တော့ဖွေးပေါ့ဟမ်တော့ရင်နှိုးပေါ့နော် အဲ့တော့မနိုး ဟုတ်တယ်ရမပိုက်နဲ့အရင်သဘောတရားပြပေးတာကျွန်တော်နည်းနည်းကြောက်နေလို့ အဲ့ဒါတော့မဟုတ်ဘူးတော့ဒီမှာ sorry တော့တိတ်ချထိုင်တော့တိတ်ချတော့ တေချာစမတ်ကြ လောက်ပဲထိုးဖြစ်မှာနော်ဒီကောင် ခုံရဲ့ ဟေး ထိုးထဲလေအစုံထိ အော်အဆုံးထိထိုးလားဟုတ်ဟေး လောက်တော့မယ်ခုံခြေတော့မမင်းအရှိတိုးခြေတော့ခြေတော့ကိုခြေတော့ဒီမှာတူလေးနဲ့ဘလို့ အေးဒီလို မဟုတ် ရပြီ ရှိတူလေး မဟုတ်လေတော့နှုတ်တာဒီလိုပဲလား ဟုတ်တယ်အစုံထိလက် အော်အဆုံးထိ okay ရပြီ ဒီကစားတော့မှာ မောင်းလာကြလို့ ခဏနေအုတ်နေရတပြေးဆောက်မှာ မမောင်းလာကြလို့အေးနိုးပါပြီဒါနောက်ဘယ်လိုလဲတို့မြန်မာပြည်ကားတစ်ထိုင်ပဲလား ဟမ် ကလတ်နေပေါ့ဒီဟာထိုး ဒီကောင်အော်တိုလေ အော်ဒီကောင်အော်တိုလား အော်တိုလီဘာနဲ့ပြိပဲရှိတယ် လီဘာဗဒါမဟုတ် လီဘာဒီမာ အော် အမလီဘာ နေနေလို့မမောင်းကြလို့သိတယ်အဲ့လားထိတော်တာမကြဘူးဟုတ်တာလီဘာ ဘုဒ္ဓနာတက်ခါကြအောင်မလုပ်နဲ့နော် ဒါရှေ့ရတယ်လို့နှစ်ဖက်နေလားအဲ့လိုလားမဟုတ်ဗါလဲတာ ဒီဘက်ကဒီမှာဒီတိုင်းထားဒီဘက်ဒီတိုင်းထား နောက်တာပါ ဒီမှာ နောက်တာပါလဲဒါပါလဲ ဘရိတ်လေ နောက်ပလဲနောက်ကလက်ကဘယ်လိုဂီယာထုတ်ဘယ်လိုသွားမှာ အော်တိုကားပါဆိုမှကလပ် အော်တို ဘ က ယ်လာမလဲကလပ်ဘယ်လာမလဲ အော်ဒါပါဟိုကနန်းတော့ဆက်မဟုတ်ပါလားဒါ ဘယ်ကကနန်းတွက်ဆက်ရမယ်လှုပ်ပြီးအရှိအနောက်လေအာဆိုရင်အနောက်လေ ပြရပါ အပီဆိုရင်ရက်မယ်လေဒီကအရှိကိုသွားမယ် အနှုတ်ကအနှုတ် ကြတော့လီဘာအဲ့ဒါပြောမလို့ဂီယာချင်းတာ အော်ဂီယာချိန်လား ပြောတော့မောင်းတက်တယ်ဆို မောင်းတက်တယ်အခြေခံရှိတယ် အခြေခံရှိရင်ရောက်မောင်းကြည့်တစ်ပတ်လောက်ဘယ်လောက်မောင်းကြည့် တကားမပိုက်နဲ့ ဟမ်မောင်းကြည့်တယ်တစ်ပတ်လောက်အုတ်နေရရှိမှအုတ်နေရနော်ရှိမှအုတ်နေရနော် ဒါဘလို့တော့ တော်လေမောင်း မဟုတ်ဘူးလေမြန်မာပြည်ကလို့တင်း3လေးမပါဘူးလားတင်း3လေးမရှိတော့ကျွန်တော်ဘလို့ထိုးတာ ဘယ်စားနေပြီလာ ဟဲ့နောက်လေကျွန်တော်နေဟဲ့နောက်မဟုတ်လေကျွန်တော်မောင်းတတ်တယ်ကျွန်တော်အချက်မခွဲနဲ့လေကျွန်တော်မောင်းတတ်တယ်မဟုတ်ကျွန်တော်ပြောတင်း3လေးမပါဘူးလားမလောက်နဲ့လေကျွန်တော်မောင်းတတ်တယ်တကယ်ကျွန်တော်မောင်းတတ်တယ် ကားလေးမောင်းတာမဟုတ်ပဲနဲ့ဘာတွေလိုက်မီးဒီ ဟေး